32 ရက်နေ့နောက်ဆုံးသောညစာစားပွဲရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး22အခန်းငယ်9မှအခန်းငယ်23ထိကျွန်ဘွားကလွန်မြောက်တဲ့အထိတ်အမှတ်အနေနဲ့ကျင်းပတဲ့ကယ်တင်ခြင်းပွဲတော်အချိန်ရောက်လာပါတယ်အဲ့ဒီအချိန်မှာယေရှုကပေတရုနဲ့ယောဟန်ကိုပွဲတော်အတွက်ပြင်ဆင်ခိုင်းထားတယ်ငါအသေးမခံခင်ဒီစားပွဲကိုမင်းတို့နဲ့အတူတူစားကျင်တာတို့အားလုံးဖျားသခင်ရဲ့နိုင်ငံတော်မှာပြန်ဆုံမဲ့အချိန်ထိဒီစားပွဲကိုငါထပ်မစားတော့ဘူးစကြဝဠာကြီးရဲ့အရှင်ဖျားသခင်ဒီတောက်စရာကိုဖန်ဆင်းပေးလို့ကျေးဇူးအများကြီးတင်ပါတယ်တောက်လိုက်ကြဖျားသခင်ရဲ့နိုင်ငံတော်မှာတို့အားလုံးပြန်ဆုံမဲ့အချိန်အထိဒီတောက်စရာကိုငါထပ်မတောက်တော့စကြဝဠာကြီးရဲ့အရှင်ဘုရားသခင်ဒီစားစရာကိုဖန်ဆင်းပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ဒီစားစရာကမင်းတို့စားဖို့ချိုးဖဲ့ပေးလိုက်တဲ့ငါရဲ့ခန္ဓာကိုယ်ပဲစားတဲ့အခါတိုင်းငါ့ကိုတတိယပြီးစားကြပါဒီတောက်စရာကမင်းတို့အတွက်သုံးလောင်းပေးလိုက်တဲ့ငါရဲ့သွေးကလေးတော်အသက်ပဲငါ့ကိုရောင်းစားမဲ့တစ်စပေါက်ကလည်းအခုဒီစပွဲမှာထိုင်နေတယ်သူဘာတွေပြောနေတာငါကတကယ်အသေးခံရမယ်ငါ့ကိုရောင်းစားမဲ့တစ်စပေါက်ကချိန်ချင်းခံရတစ်စပေါက်ကဘာတူလဲဘာသူကိုပြောနေရလဲအဲ့ဒါဘာတူလဲဆရာငါမဟုတ်ဘူးနော်နံပါတ်1တပည့်တော်12ပါးအပေါ်ယေရှု၏စစ်ဆန်ရေးနှင့်ချစ်ချင်းမေတ္တာကိုအဘယ်အရာကဖော်ပြသလဲနံပါတ်2သစ္စာဖောက်သူကိုယေရှုဘယ်လိုစစ်ဆန်သလဲနံပါတ်3ခရစ်တော်၏ညစာစားပွဲသည်အဘယ်ကြောင့်အလွန်အရေးကြီးသလဲ